ညီမနှစ်ဦးသည်တစ်ချိန်တည်းမှာပင်အိမ်အောင်ပြုခဲ့ကြတော့လဲရရှိသည့်အခွင့်အရေးများမှမူလုံးဝကွာခြားလာသည်အမဖြစ်သူမှာသူမထက်အသက်20ခန့်ကြီးသောမူးမတ်တဦးနှင့်လက်ထပ်ခဲ့ရပြီးမင်္ဂလာဆောင်စီတန်းလဲလှယ်စဉ်လမ်းတစ်လျှောက်တွင်ဝမ်းနဲ့ရိတ်တန်းနေသောမျက်နှာထားရှိနေခဲ့သည်ညီမဖြစ်သူမှာမူသူမချစ်မြတ်နိုးသူနှင့်လက်ထပ်ခဲ့ရသဖြင့်ဖုံးပွေ၍မရနိုင်သောပျော်ရွှင်မှုများမျက်နှာထက်တွင်ပြည့်နှက်နေခဲ့သည်ထိုမူးမတ်မှာဂုံတွက်ကြီးမားသူဖြစ်သဖြင့်မင်္ဂလာမိုးများကိုဇပွဲပေါ်တင်လိုက်သည်နှင့်ဧည့်သည်များကတခုမကြံလူယူအားပေးခဲ့ကြသည်မင်္ဂလာပွဲမှာလည်းအလွန်စီကားလာပြီးမူးမတ်ဖြစ်သူကအမဖြစ်သူကိုပျော်ရွှင်စေရန်အတွက်တဦးတည်းမူပိုင်ရန်နာများကိုပင်ဖန်တီးပေးခဲ့သည်တစ်ဖက်တွင်မူညီမဖြစ်သူ၏ခင်မွန်းမှာပြည့်တံစီရင်ခြင်းခံထားရသူတဦးဖြစ်သည်မင်္ဂလာမုတ်နယ်ပါယုံသာမကမြည်သူကားမှလာရောက်ယူဆောင်ခြင်းမရှိကြသလိုမင်္ဂလာပွဲမှာလည်း၆ကပ်နေခဲ့သည်ညီမဖြစ်သူမှာမျက်ရည်ဝဲကစိတ်မကောင်းဖြစ်နေသည်ကိုမြင်သောအခါသူမ၏ခင်မွန်းကမြည်သူများအထင်မသေးနိုင်စေရန်အရာအလုံးကိုပြန်လည်ရယူပေးမည်ဟုကတိသစ္စာပြုခဲ့သည်နောက်တစ်နေ့တွင်၎င်းတို့ဇနီးမောင်နှံနှစ်စုံသည်ဘုရင်ကြီးကိုတွားရောက်ဂါရဝပြုကြရာညီမဖြစ်သူတို့မှနန်းတော်တကားပြင်ပတွင်တဏီကုံရက်ဆောင်နေခဲ့ရတော့လဲဘုရင်ကြီးကတွေးဆုံရန်ညှင်းဆိုခဲ့သည်အပြန်လန်အားဖြင့်အမဖြစ်သူတို့မိသားစုရောက်ရှိလာသောအခါတွင်မူဘုရင်ကြီးကိုယ်တိုင်ခရီးဦးကြိုပြုံသာမကခန္ဓာထဲဝါသောတဲခင်းအခန့်ပွဲကိုပါပြင်ဆင်ပေးခဲ့သည်ညီမဖြစ်သူသည်အမဖြစ်သူ၏တောက်ပနေမှုကိုကြည့်ကာမနာလိုစိမ်များပြင်းနေခဲ့တော်လဲမူလာကသူမချစ်သူနှင့်အတူထွက်ပြေးရန်ကြိုးစားခဲ့ပုံကိုမူမေ့လျော့နေခဲ့သည်မြို့တကားဘသို့ရောက်ရှိချိန်တွင်၎င်းတို့အုပ်ဖမ်းမိတော်မူဆဲဆဲ၌အမဖြစ်သူကညီမဖြစ်သူကိုကယ်တင်ရန်အတွက်မူးမတ်ကြီးနှင့်လက်ထပ်ရန်သဘောတူခဲ့ခြင်းသာဖြစ်လေသည်